ခေါင်းလေခဏနေလက်ဆောင်ရထားတာလေပိုးလူကဒီနေ့မှာတော့ကနန်းမဆလာစလေးချက်စားမှာပါကနန်းမဆလာချက်ရဲ့အနှစ်လေးနဲ့ထမင်းကိုနေစားရတာပိုးလူကအရင်ချိတ်ပါတယ်ကနန်းနေခေါင်းတွေကိုတန့်တင်ပြီးတော့ပါဝင်ပစ္စည်းတွေကိုအစင်စစ်ပြင်ထားပါမယ်ကျေးဇူးအဖြူအနီရဲ့ကြက်ဥရဲ့ရှမ်းနံရဲ့ပြီးတော့ရင်တော့အဖြူနီထောင်းပါမယ်အရင်ကကျွတ်တုံအနှစ်တွေကိုစီတက်ပါမယ်။စီတက်တဲ့အခါမှာတော့စီကိုတေချာလိမ့်နေအောင်တက်ပြီးွားလို့ရှိရင်ခနန်းတွေခုံးတွေကိုတစ်ခါလေးထည့်ပြီးတော့ထပ်ပြီးတော့စီတက်ပါတယ်။စီပြန်လာရင်တော့ရေလေးနည်းနည်းထည့်ပြီးတော့ဂုံးတွေခနန်းတွေကျက်သွားအောင်ချက်ပါမယ်။စားနဲ့ဟင်းခတ်မုတ်ကိုတစ်ခါလေးထည့်ပါမယ်။ပြီးွားရင်တော့မဆလာထည့်ပါမယ်။မဆလာထည့်ပြီးသွားရင်တော့ရှမ်းနံကိုတစ်ခါလေးထည့်မှာပါ။စီပြန်လာအောင်လေးခဏထားပြီးတော့ထပ်ပြီးတော့ချက်လိုက်ပါမယ်ပြီးသွားရင်တော့ကြက်ဥထည့်လို့ရပါပြီကြက်ဥထည့်ပြီးသွားရင်တော့ကြက်သွားပါပြီပိုးလူကအနှစ်လေးနဲ့စားချင်တာမို့လို့အနှစ်လေးနည်းနည်းကြံတဲ့အချိန်မှာချလိုက်ပါတယ်မနမ်းမဆလာချက်လေးကတော့ရပါပြီမူးမေးစိမ့်စိမ့်လေးနဲ့စားလို့ရမ်းကောင်းပါတယ်